ကဲမင်္ဂလာပါဗျာအဲ့တော့ယမန်နေ့ကကိုယ်တိုင်ခန့်ကိုယ်တိုင်လွှဲပြောင်းမြန်မာအကျန်းဖက်မအေလို့ခွေးအောင်လှိုင်ရသူ့ကိုသူကြမ်းကြိမ်နေပေါ့ကွာဟာလားအဲ့တော့လရာကြီးဖြစ်တဲ့အနေနဲ့အဲ့တော့လရာကြီးဖြစ်တဲ့အနေနဲ့ကြမ်းကြိမ်နေဆိုတော့အဲ့တော့ဘာတွေကိုသူ့အနေနဲ့လရာကြီးဖြစ်တဲ့နေ့မှာဘာတွေကိုပြည်သူလူထုအတွက်ဘာတွေလုပ်ပေးမယ်ညာတွေလုပ်ပေးမယ်ဆိုပြီးတော့လီးစကားတွေပြောတာပေါ့ကွာအချိန်ချိန်ပဲဟာလားတခါလာလဲလီးစကားတွေပြောတယ်တခါလာလဲလီးစကားတွေပြောတယ်ကွာဟာလားထက်ကနဲ့ဆိုတော့ဟုတ်နားရတော့ဝါနေပြီဟာလားအဲ့တော့ဟာလားလီးစကားတွေပဲဂတိတီလားဆိုတော့မတီးဘူးဟာလားအဲ့တော့နိုင်ငံတော်အာဏာကိုအကြက်ဖက်နီးနဲ့သိမ်းပြီးတော့မှဟာလားကိုယ်တိုင်ခန့်ကိုယ်တိုင်လွှဲပြောင်းလုပ်ခဲ့တဲ့မေလို့ကနော်အဲ့တော့သူ့ကိုယ်သူဟာလားတမ်းမကြီးလရာကြီးဆိုပြီးတော့မှစောက်ကြီးစောက်ကျဲဟလားခါတိုင်းလိုပဲဖာလမချမ်းချာကြီးကိုနော်အရင်မြဖက်မြလီးစကားတွေထပ်တာပြောတာပေါ့ကွာအဲ့ဒါကတော့ဟလားတို့ဟလားဒီဟလားတို့ပညာရေးကဏ္ဍတဲ့ပညာရေးကဏ္ဍမှာဆိုရင်တော့ကွာကျောင်းပေါင်း9ကျော်ဟလားပုံကျဲပြီးတော့ဟလားကလေးလူကြီးမကြံတက်ဖြတ်ထားတဲ့ကောင်ကနော်အဲ့တော့သူ့အနေနဲ့ပညာရေးကဏ္ဍကိုဒီနဲ့တိုးတက်အောင်ဆောင်ရွက်မယ်ပေါ့ကွာဒါလည်းလီးစကားထက်ပြောတာပဲလားအဲ့တော့နောက်တစ်ခါဗာလဲလောကပါလတရားထုံးကားအောင်ဟာလားသာသနာရေးဘာသာရေးမှာအစွမ်းကုန်သူ့အနေနဲ့လဲစူးစမ်းမယ်ပေါ့ကွာနော်အဲ့တော့လောကပါလတရားထုံးကားအောင်လဲမေလို့ဟာလားကြမ်းကျင်တဲ့အချိန်မှာမိုးကြိုးတောင်ပြစ်လိုက်သေးတယ်ဆိုလားနော်အဲ့တော့လောကပါလတရားထုံးကားအောင်ဆိုတော့လဲလောကပါလနက်တွေလဲဒီကောင်ဘုံကျဲထားလို့တေးကျင်နေပြီနော်အဲ့တော့ဖျားဇေဒီတွေဇေဒီပထိုးတွေနော်စာသင်ကျောင်းတွေဘုန်းကြီးကျောင်းတွေနော်ပြည်သူလူထုဟဲ့လားတောင်းတဲ့ချီတိမ့်တဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်စေပြီးတော့နော်ဟဲ့လား1000ကျော်1000ကျော်2000ကျော်ထိဟဲ့လားတပ်ဖြတ်ခံထားရတယ်နော်အဲ့တော့ပြည်သူလူထုကိုမျိုးစုံဟဲ့လားဒုက္ခပေးတယ်ပြည်တွင်းမှာတစ်မျိုးဟဲ့လားပြည်ပမှာတစ်ဖုံအမျိုးမျိုးဒုက္ခပေးတယ်နော်တပ်ဖြတ်တယ်နော်တပ်ဖြတ်ပြီးတော့မှဒီလိုမအေလိုမျိုးဟာလားကျမ်းကိုကင်ပြီးတော့မှလောကပါလတရားထွန်းကားအောင်နဲ့အမျိုးဘာသာသာသနာကိုဟဲ့လားဒီနဲ့ဟဲ့လားတိုးပွားအောင်သူ့အနေနဲ့လှုပ်ဆောင်မယ်ဆိုပြီးကြမ်းကြိမ်တာပေါ့ကွာနော်အဲ့တော့မေလို့နော်တကယ်မေလို့သလားနော်အဲ့တော့ဒီကောင်ကြမ်းကြိမ်နေဒီကောင်ကြမ်းဆူးမဲ့ကြမ်းဆူးခံပြီးတော့ဒီမေလို့ပေါ်တင်လိန်ပြီးတော့ဟလာသူ့ကိုသူတမရခံတာတလားဒီမေလို့ကဟလာအဲ့တော့ငါတို့ကဒီကောင်စောက်ချက်ရှိသလားဆိုတော့မေးရရင်တော့စောက်ချက်ရှိတဲ့အတန်းစားထဲမှာဒီကောင်မပါတဲ့ကောင်ဆိုတော့သူ့ကိုသူတော်မှတမရခံတာလေကွာဟလာနော်တွန်းလူအာနာသိမ့်တွန်းလူတမရခံတာလေဘယ်ကောင်ဘယ်နိုင်ငံမှလည်းသူ့ကိုဟလာတဝန်လာလည်းမလာမပို့3နိုင်ငံလား2နိုင်ငံလားတရုတ်တို့ဟလာရရတို့နော်ဒါတော့မှပဲဟလာပူတင်တို့ဘာတို့ကိုယ်တိုင်လာပို့တာတော့မဟုတ်ဘူးကွာဟုတ်လားဟိုနင်းတို့ဘာလဲရှီကျင်ပြင်းတို့ဘာတို့ဟုတ်လားသူတို့ကိုယ်တိုင်ဟလာပို့တာမဟုတ်တာသူတို့ကအစင်းနေကောင်တွေကွာအစင်းနေကောင်ဝဲသားကောင်တွေကိုဟလာပို့ခိုင်းလိုက်တာအိန္ဒိယဆိုပို့ဆိုးတာပေါ့တလိမ့်ဆန်ဆောက်ရှောက်ရေးတလိမ့်ဆန်ဘာလဲတလိမ့်ဆန်ဆောက်ရှောက်ရေးဝင်ကြီးဌာနဆိုတော့အဲ့ဒီကောင်သူ့ကိုလာတွေ့တာငါလုံးမအေးပေါ့တော့တလိမ့်ဆန်ဒီကောင်စိတ်ကတလိမ့်ဆန်စိတ်တလိမ့်ဆန်ရုပ်ပေါက်တလိမ့်ဆန်ရုပ်နဲ့တလိမ့်ဆန်စိတ်ပေါက်နေတဲ့ဒီခွေးတောင်းသားကိုမအေလို့ဟာလားအဲ့တော့ဟိုကောင်ကအိန္ဒိယကောင်ကဟာလားအိန္ဒိယမိုဒီကသူကဒီတလိမ့်ဆန်အထုကုနဲ့မှရမယ်ဆိုတော့တလိမ့်ဆန်ကောင်အဲ့တော့တလိမ့်ဆန်ယဉ်ကျေးမှုဝန်ကြီးဌာနကနေနော်အစင်းနေကောင်အဲ့လားလေအစင်းနေကောင်ထုတ်ပြီးတော့သူ့ကိုဟာလားဂုံပြူတယ်ဘာဖြစ်လဲညာဖြစ်တယ်ပေါ့ကွာနော်3နိုင်ငံလားမသိဘူးဒီလောက်ပဲငါလုံးမကိုပြန်ခန့်ပြီးတော့နိုင်ငံတကာကိုဖိတ်တာဘယ်ကောင်းမှလည်းလာမယ်လို့မရှိဘူးစောက်ချက်လည်းမရှိဘူးနော်စောက်ချက်ဆိုတဲ့အကြောင်းကတော့ထည့်မပြောတော့ဘူးငကိုတွေကစောက်ချက်မရှိတဲ့ကောင်နော်အဲ့လိုမျိုးပေါ့ဟလားပြည်သူလူထုကိုဟလားမျိုးစုံဒုက္ခပေးဘာသာရေးသာသနာရေးဟလားအကုန်ဖုံးကြီးနေတက်နော်ဘုံကျက်တက်ဖြတ်နော်ဟိုတနေ့မှာတန်ဃာတော်တွေဟလားနော်ကျွန်တော်တို့ဟလားစကိုင်းဘက်မှာဟလားဘုံကျဲတက်ဖြတ်သွားတာအခုတည်းသွေးတွေမချောက်သေးဘူးနော်တန်ဃာတော်ဟလား9ပါး10ပါး
လက်တွေပြက်ခေါင်းတွေပြက်ဖျားတွေဆိုရင်ဟာခေါင်းတွေပြက်ကြစေဒီပထိုးတွေဆိုကလည်းဘုံသီးတွေထိမှန်နော်အဲ့လိုမျိုးအနေထားမျိုးလှုပ်သွားတဲ့မအေလိုကလောကပါဠတရားတွေထွန်းကားအောင်သူ့အနေနဲ့လုပ်မယ်ဆိုပြီးတော့ပြောင်းလဲပြီးတော့မှသူ့ကိုသူကြမ်းကြိမ်သွားတယ်ပေါ့ကွာနော်အဲ့တော့ဝေစီဂျိုးကမှမအေလိုကတော့ထုံးတန်အတိုင်းပေါ့ဟာလားနော်အဲ့တော့စာသင်ကျောင်းတွေကိုလည်းဟာလားပညာရေးကိုလည်းသူ့အနေနဲ့ဒီနဲ့မကဦးစားပေးလှုပ်ဆောင်သွားမယ်ပေါ့အဲ့တော့ပညာရေးကဏ္ဍကိုပြန်ကြည့်ပြန်တော့လဲပညာရေးကဏ္ဍမှာဟာလားကျောင်းပေါင်းစာသင်ကျောင်းပေါင်း900ကျော်လောက်ကိုဟာလားပုံကျဲထားတဲ့မအေလိုနော်အဲ့တော့ကလေးလူကြီးဟာလား500လောက်ရှိတယ်ဒီမေလို့ဟာတက်ဖြတ်ထားတာចောင်းသားတွေရောဘာတွေရောအဲ့လိုကောင်ကဟာလားပညာရေးကဏ္ဍကိုဦးစားပေးလှုပ်ဆောင်သွားမယ်ဆိုတော့အားလုံးမှခွေးပါးစက်ကနတ်စကားထွက်လာဆိုလဲဟာလားခွေးပါးစက်ကဟောင်းလို့ရှိရင်လည်းနည်းနည်းဟိုနေစင်ပြေသေးတယ်ဟာနည်းနည်းကြားကောင်းသေးတယ်ဒီကောင်ခွေးပါးစက်နဲ့ဆိုးတယ်ဒီမေလို့ကဖာတယ်မပါစက်ဖာတယ်မအကျန်းကြားကြီးလိုပါစက်နော်မေလို့ပြောင်းလင်းပြောင်းစားမေလို့ကောင်ဟုတ်လားအဲ့လိုကောင်ကဟာလားတော့သူသမဏခန့်ပြီးတော့ကြီးကြီးတဲ့စောက်ကြီးစောက်ကျင်ငါလုံးမှလီးစကားတွေတက်တက်ပြောတာနော်အဲ့ဒီဒုက္ခကိုလည်းငါတို့မှနားမရင်းချင်းတို့ခံစားနေရငါလုံးမှသားတယ်တက်လားဒီမအေလို့ကဘာမှမဟုတ်အဲ့ဒါကိုလာပြောတာနော်မအေလို့သူ့လူကျန်းစုခံပြီးတော့မှဟာလားကျန်းကျင်တာနော်အဲ့တော့ငါတို့ကဒီမအေလို့အချက်ဖတ်မအေလို့လို့ပဲသတ်မှတ်တာနော်အချက်ဖတ်စကားစမအေလို့နော်အဲ့တော့ပြည်သူအာဏာပြည်သူဆိုရအောင်အာဏာသိမ်းပြီးတော့မှသူ့ကိုသူဟာလားသမရခန့်တဲ့ကောင်ကငါတို့ကသမရလိုလည်းအတိမဲ့ပြူတာလည်းမဟုတ်ဘူးဒီကောင်ကအချက်ဖတ်ကောင်ပြည်သူလူထုပေါ့ဟာလားလက်နဲ့အကြမ်းဖက်ပြီးတော့မှပြည်သူကိုတပ်ဖြတ်ပြီးတော့မှဟာလားမအေလို့သူ့ကိုသူဟာလားသမရဆိုပြီးတော့မှအမုန်းနေနဲ့မအေလို့ငါတို့ကတော့ဟာလားဒီကောင်ဟာလားမေလို့အကြမ်းဖက်နော်စစ်ကောင်စီမေလို့စကားစခွေးမာတာအကြမ်းဖက်စစ်တဲ့အကြမ်းဖက်ကောင်ဟာလားအကြမ်းဖက်ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်ထားတဲ့ကောင်နော်ပြည်သူဆိုရကိုဟာလားပြန်ပေးဆွဲထားတဲ့မအေလို့နော်ငါတို့အဲ့လိုမအေလို့ပဲတတ်မှတ်တာနော်ဟာလားနော်အဲ့ဒီမအေလို့ငါတို့အဲ့လိုပဲတတ်မှတ်တာနော်8500သားတွေပဲဟာသူတို့ဘဘကြီးကိုဟာလားမုန်းတယ်နေမှာပေါ့ဟာလားအလုံးမသားတွေအလုံးမမအေလို့ကြီးစောက်ဆက်ရှိမှလည်းမဟုတ်ဘူးတလားပြည်သူတန်းကားတွေကသူ့ကိုထောက်ခံတယ်ပြည်သူတန်းကားတွေကသူ့ကိုထောက်ခံတယ်ဒါဒီကြားထဲမှာကြားချိန်တဲ့အထိမအေလို့ဟာလားဖာတယ်မကျန်းယူစီကိုစကားပြောသေးတယ်ဟာလားမဲလိမ့်မဲခိုးတယ်ဆိုပြီးမအေလို့သူ့ကြတော့ငါလုံးမဟာကွန့်ကိုမဲပေးကို့ဖွဲ့ကိုမဲပေးကွန့်ကိုဆုံးဖြတ်ဘယ်ပြည်လူထုမှငါလုံးမမဲလည်းမပေးဘူးကြိုင်ပတ်လည်းမရှိဘူးစောက်ချက်မရှိငါလုံးမပြောထွက်တာငါလုံးမအဲ့ဒါကိုဟာလားပြည်သူလူထုကမဲခိုးတာတဲ့မဲခိုးလို့တဲ့ရှေ့ဆိုရဟာလားမဲခိုးလို့ခနဲ့ဖြစ်တယ်ပေါ့ကွာကမနိုင်ငံရေးကမောက်ကမတွေဖြစ်တယ်ပေါ့နိုင်ငံအခုချိန်ကြီးကြာသွားတယ်မဲအေလို့ကိုယ်တိုင်ဆောက်သုံးဝကြကိုယ်တိုင်အရေးချင်းမရှိတဲ့ငါလုံးမစောက်ရှင်ရေးရှိတဲ့မဲအေလို့ကငါလုံးမစောက်ကြီးစောက်ကျဲဟလားရခင်အစိုးရကိုဟလားငါတို့ရသားအစိုးရကိုအပုတ်ချသွားတာပေါ့ကွာတခါလာလဲမအေလို့ဟလားစရိတ်စင်ပေါ်တက်ပြီးတော့မှဟလားငါတို့မဲခိုးတယ်မဲလိမ့်တယ်မအေလို့သူ့ကြတော့ငါလုံးမခိုးသူတို့ချင်းချင်းတော့မှဟလားမတိုင်ပတ်နေသေးတယ်လေဟလားမဲမခိုးပဲနဲ့တောင်းတောင်းလိန်နေလို့မတိုင်ပတ်နေသေးတယ်လေတိုင်ပတ်မရှိဘဲနဲ့တို့ဟလားမဲရွတဲ့မပြည့်လို့မတိုင်ပတ်နေမဟုတ်လားငါလုံးမသားတွေပြည်သူဆန္ဒလေလီယိုပြည်သူဆန္ဒလာတော့မသိဘူးတက်လားမအေလို့ပြည်သူခေါင်းတယ်ပြည်သူဆန္ဒရတယ်ဟာလားပြည်သူကသူ့ကိုထောက်ခံတယ်ပေါ့ငါလုံးမအေလို့ကြီးဟာလားမင်းကအချက်ဖက်မအေလို့ဟာလားလီးသမရလားငါလုံးမသားကြီးမင်းတို့တွေငါတို့ကအများအားဂုံပြုပြီးသားငါတို့ပြည်သူတို့ကမင်းတို့မအေလို့တလိုက်ဟာလားအချက်ဖက်မအေလို့တလိုက်ငါတို့ဂုံပြုပြီးသားနော်ဟာလားမအေလို့တွေ